မြို့မှာဘယ်မှာမှဝယ်လို့မရပဲတုံးမှာပဲရတဲ့လေကျွတ်နဲ့ဖားကင်ပဲဖြစ်ပါတယ်ဒါကဝိုးရသည်ရောက်ရင်ကျွန်တော်တို့ဖားကင်နေရတယ်လို့လူစဘာရိတ်သိမ့်ပြီးတဲ့နောက်မှာလဲစဘာကင်းထဲမှာလေကျွတ်ဒီကိုထောင်ဖမ်းတဲ့ခါမှာလဲဒီလိုအများကြီးရတာပဲဖြစ်ပါတယ်ဒါကတော်တလီတော်တဘာဝလေကွင်းနေတဲ့မှာလေကွင်းတွေကပြီးတဲ့အစားစာလို့ပဲပြောလို့ရပါတယ်လေကွင်းတွေကကျွတ်ဒီဒါမိုးရတဲ့ခါမှာလဲအခုလိုပဲဖားတွေရတဲ့ခါကျွန်တော်တို့အခုလိုပဲမီးกินပြီးတော့ပိန်ထားတာပဲဖြစ်ပါတယ်မကုန်းတဲ့ခါမှာကျွန်တော်တို့အထားခံအောင်လို့မီးกินထားတာပဲဖြစ်ပါတယ်စားတဲ့ခါကျမှကောက်ပြီးကြော်စားလို့ရှင်သစ်ဖြစ်အောင်လို့ပါနေပြမီးกินထားကြရတာပဲဖြစ်ပါတယ်ဘုဒ္ဓအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်